င်္ဂလာပါခင်ဗျာဒီနေ့ဇွန်လ10ရက်နေ့မှာတကဘာလုံးကိုတုံ့လှုပ်သွားစေတဲ့သတင်းတွေအစီအရင်ထွက်ပေါ်လာပါတယ်ဖိလစ်ပိုင်မှာအင်အားပြင်းကနေလှုပ်ပြီးအာရှတလွှာဆူနာမီသတိပေးချက်တွေထွက်နေသလိုအရှိအလေပိုင်းမှာလည်းစစ်မီးကပိုတုတ်လာပါပြီဒီနေ့ရဲ့ထိတ်တန့်သတင်းငါးပုဒ်ကိုအသေးစိတ်ကြည့်လိုက်အောင်ပထမဆုံးသတင်းကတော့ဖိလစ်ပိုင်နိုင်ငံကပါဒီမနေ့အစောပိုင်းမှာမင်ဒနာအိုကျွန်းအနီးမှာအင်အား9.8အဆင့်ရှိတဲ့အင်အားပြင်းငလျင်ကြီးလှုပ်ခတ်သွားပါတယ် General Santos မြို့မှာသုံးထပ်တိုက်ကြီးပြိုကျသွားတာကိုဗီဒီယိုတွေမှာမြင်တွေ့ရပါတယ်အခုလက်ရှိဖိလစ်ပိုင်အင်ဒိုနီးရှားနဲ့ဂျပန်နိုင်ငံတွေမှာဆူနာမီသတိပေးချက်တွေထုတ်ပြန်ထားပြီးလူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းခိုင်းထားပါတယ်ဒုတိယသတင်းကတော့အရှိအလဲပိုင်းပါအစ္စရေးစစ်တပ်ကအီရန်နိုင်ငံရဲ့မြို့ကြီး၃မြို့ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်လိုက်ပါပြီဒါဟာအီရန်ရဲ့ဒုံးကျည်တိုက်ခိုက်မှုကိုလက်တုံ့ပြန်လာလို့ဆိုပါတယ်အီရန်ရဲ့နျူကလ িয়ার စက်ရုံတွေနဲ့ဒုံးကျည်စခန်းတွေထိမှန်သွားတယ်လို့သိရပါတယ်အီရန်ဘက်ကလည်းပြင်းပြင်းထန်ထန်လက်တုံ့ပြန်မယ်လို့ချိန်ချောက်ထားတာကြောင့်ဒေသတွင်းစစ်ပွဲကြီးဖြစ်လာမလားဆိုတာစိုးရိမ်နေရပါတယ်ဒီတင်းမာမှုတွေချတဲ့မှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကိုဖုံးဆက်ပြီးထိန်းသိမ်းလုပ်ဖို့တိုက်တွန်းလိုက်ပါတယ်ထရမ့်ကသူဟာအခြေအနေအားလုံးကိုထိန်းချုပ်ထားနိုင်တယ်လို့ပြောနေပေမဲ့အစ္စရေးကသူ့စကားကိုနားမထောင်ပဲတိုက်ခိုက်ခဲ့တာကြောင့်အမေရိကန်နိုင်ငံရေးလောကမှာဝေဖန်မှုတွေမြင့်တက်နေပါတယ်အားကစားသတင်းအနေနဲ့ကတော့စိတ်မကောင်းစရာပါဒိန်းမတ်ကျေပွင့်ခရစ်စတီယန်အဲရစ်ဆင်ဟာယူကရိန်းနဲ့ခြေစမ်းပွဲမှာကွင်းထဲမှာထပ်ပြီးလဲကျသွားခဲ့ပါတယ်အားလုံးသိကြတဲ့အတိုင်းအရင်ကလည်းသူဟာနှလုံးရောဂါကြောင့်လဲကျပူပါတယ်လက်ရှိမှာတော့တတိပြန်ရလာပြီးဆေးရုံမှာစစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်နောက်ဆုံးအနေနဲ့2026ကမ္ဘာဖလားပြိုင်ပွဲကြီးစတင်ဖို့ရက်ပိုင်းပဲလိုပါတော့တယ်အင်ရှင်အမေရိကန်အသင်းကတော့နောက်ဆုံးခြေစမ်းပွဲတွေကစားနေပါပြီဒါပေမဲ့အီရန်အသင်းကတော့ဗီဇပြဿနာတွေနဲ့စစ်ရေးတင်းမာမှုတွေကြောင့်အခက်အခဲတွေကြုံနေရပါတယ်ဒါကတော့ဒီနေ့ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေပဲဖြစ်ပါတယ်နောက်ထပ်သတင်းချိုးတွေကိုသိရဖို့ကျွန်တော်ကို follow လုပ်ထားကြပါဦးအားလုံးပဲဘေးကင်းကြပါစေ